ကျွန်တော်နေထိုင်နေတဲ့ကဘာမြေဝေးကွာလာတဲ့ကျယ်စင်တဲ့နေနဲ့အစုံမဲ့အာသာဟင်းလင်းမြေဆိုတာအမှန်တကယ်မှာတော့တည်ငြိမ်တဲ့နေရာတခုမဟုတ်ပါဘူးရေကန်တစ်ခုမှရှိတဲ့ရေမျက်နှာပြင်ဟာရေလိုင်းတွေကြောင့်လှုပ်ရှားနေတယ်လို့ပဲကျွန်တော်တို့ဒီအာသာဟင်းလင်းမြေဆိုတာလေတရက်ဆွဲလိုင်းတွေကြောင့်တုန်ခါနေဆိုပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်က Albert Einstein ကဒါဟောရေးထုတ်ခဲ့တယ်ဒီ line တွေကြောင့်ဖြစ်ပေါ်လာတဲ့အကွာအဝေးဟာအရန်ကိုတင်းငယ်လွန်တဲ့အတွက်လူသားတွေဘယ်တော့မှဖမ်းရရှိနိုင်မှာမဟုတ်ဘူးလို့တော့မှသူကယူဆခဲ့တယ်ဒါမဲ့လေဒီနေ့ခေတ်မှာတော့ဒီ industrial line တွေရှိကြောင်းနဲ့ဒီ line တွေကြောင့်ကျွန်တော်ကဘာမှာဘလောက်အကွာဝေးလှုပ်ရှားမှုဖြစ်ပေါ်လာလဲဆိုတာကိုကျွန်တော်တို့ like ကိုလို့ဆက်ကြည့်မှာဆက်သက်ဖမ်းယူရရှိခဲ့ပြီဖြစ်တယ်ဆိုတော့ဒီနေ့မှာတော့ကျွန်တော်ဒီအကြောင်းကိုအနေငယ်ဆွေးနွေးပေးချင်ပါတယ် Einstein တေးကြတော့ဒီသူ့ရဲ့အလုပ်ပွဲမှာထိုင်နေတဲ့ဒီ general relativity theory ကိုအစပြုနိုင်တဲ့အတွေ့အကြုံသူခေါင်းထဲမှာပေါ်ပေါက်ခဲ့တယ်အဲ့ဒီအချိန်ကတော့ဒီ Einstein က Switzerland နိုင်ငံဘန်မြို့မှာရှိတဲ့ဝိုင်ခွင့်ရုံးမှာသူအလုပ်လုပ်နေစေဖြစ်တယ်ပေါ့နော် special relativity theory ကို publish လုပ်ပြီးတော့2နှစ်အကြာပေါ့နော်1909ခုနှစ်ဆိုပေမဲ့လည်းဒီ special relativity နဲ့ပတ်သက်တဲ့ဒီကန့်သက်ချက်တွေပေါ့နော်ဒီ theory က uniform constant velocity motion တွေမှာပဲ apply လုပ်လို့ရတာရယ်နောက်တစ်ခုက Newton ရဲ့ theories of gravity နဲ့cooperate မဖြစ်တာတွေကြောင့်ဖိစီးမှုတွေများနေတဲ့ကာလလည်းဖြစ်တယ် Einstein ကဒီအတွေးသူ့ခေါင်းထဲမှာဖြတ်ခနဲ့ပေါ်လာလိုက်တဲ့အချိန်မှာသူကဒီ alike ပဲဖြစ်လို့ပေါ့နော်ဒီညံလင်းပွင့်တယ်လို့ပဲရုပ်တရက်လက်ဖြတ်သွားခဲ့တယ်လို့ပြန်လဲပြောဆိုချက်တွေရကျွန်တော်တို့သိရှိခဲ့ရတယ်ဒါဘလို့အတွေးခေါ်လဲဆိုရင်ဒီစေးတုပ်သမားတရားပေါ့နော်ဒီထက်မြင့်အဆောက်တစ်ခုမှာဒါစေးတုပ်နေတဲ့စေးတုပ်သမားတရားပေါ့စေးတုပ်နေတဲ့တက်ကယ်ကျိုးကရုပ်တရက်ပြတ်သွားခဲ့တယ်ပေါ့တက်ကယ်ကျိုးပြတ်ပြီးတော့ပြုတ်ကျလာတဲ့အချိန်မြေကြီးနဲ့မထိခင်ဆက်ကြားပေါ့အဲ့ဒီအချိန်นี่အတော်တွဲမှာဒီလူကဒီကိုလေးချိန်မဲသလိုခံစားနေရမယ်ဆိုတဲ့အတွေးကလေးတစ်ခုပဲအဲ့တွေးလေးကနေပေါ်မှာ Einstein ဆက်တွေးခေါ်ခဲ့လိုက်တာပေါ့နော်ကျွန်တော်ဒီ general relativity theory ကိုရောက်ရှိခဲ့တဲ့အထိပဲဒီပုံစံနဲ့လားလို့တခြားတစ်ခုပြောရမယ်ဆိုရင်ဥပမာကျွန်တော်တို့တွေကဒီအထက်တရာမြင်းတဲ့အဆောက်အဦတစ်ခုအနေမှာကျွန်တော်တို့ကဒီ ground floor ပေါ့နော်မြင်းကြီးတွေကိုဆင်းမယ်ဆိုတော့ဆင်းမယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒီအထက်တရာအနေမှာဓာတ်လီကာနဲ့ဓာတ်လီကာတွေဝင်သွားမယ်ပေါ့အဲ့တော့ဓာတ်လီကာတွေဝင်သွားတဲ့အချိန်ညရင်ကျွန်တော်တို့ဒီ6ရောက်က gravity ရဲ့ဆွဲအားကြောင့်ဒီဓာတ်လီကာရဲ့ကျမ်းမြင့်ကိုကျွန်တော်တို့6ရောက်ကဖိထားတဲ့ခံစားမှုမျိုးရှိနေမယ်ဆိုတော့အဲ့အချိန်မှာကျွန်တော်တို့စပြီးတော့ဆင်းသွားလိုက်တယ်စက္ကန့်မှာအတော်တွင်းမှာပဲဒီဓာတ်လီကာရဲ့ကျိုးကပြတ်ကျခဲ့တယ်ပေါ့ဓာတ်လီကာကျိုးပြတ်ကျသွားပြီဆိုရင်အဲ့ဓာတ်လီကာနဲ့အတူဒီကျွန်တော်တို့ဓာတ်လီကာထဲမှာရှိနေတဲ့လူတွေကဒီကမ္ဘာမြင့်နေပြီမဟုတ်အချိန်တစ်ခုနဲ့ပြုတ်ကျနေမယ်တူညီတဲ့အချိန်နဲ့ပြုတ်ကျနေလိမ့်မယ်အဲ့ရစပြီးတော့ကျွန်တော်တို့6ရောက်ကဒီဖိထားတဲ့ခံစားမှုမျိုးမရှိတော့ဘဲနဲ့ဒီဓာတ်လီကာထဲမှာဝဲပြတ်နေလိမ့်မယ်ဒါကိုကြည့်ပြီးတော့ Einstein တွေးခေါ်လိုက်တာဘယ်လိုလဲဆိုတော့ gravity ဆိုတဲ့ဓာတ်ဆွဲအားဆက်ကွင်းရှိနေတာတောင်မှပေါ့နော်လူသားတွေအပါဝင်ဒီအရာဝတ္ထုတွေကဒီဓာတ်ဆွဲအားကိုမခံစားရဘဲနဲ့ဒီအလေးချိန်မဲ့တယ်ပေါ့နော်အင်္ဂလိပ်လိုပြောမှဆို weightless နဲ့အခြေအနေမျိုးဒါဖြစ်နေမယ်ဆိုပြီးတော့သူကစပြီးတော့တွေးခဲ့တယ်ဒီ gravity ရှိနေရတာမှာအဲ့ gravity ကိုအချိန်နဲ့ခြေဖြတ်နိုင်နေဆိုပြီးတော့သူကတွေးရတယ်အချိန်ရတာပေါ့နော် gravity ကိုဒီခြေဖြတ်နိုင်ခဲ့တယ်ဆိုရင်နော်အပြန်လည်အဖြစ်ဒီအချိန်က gravity ကိုမဖန်တီးနိုင်ဘူးလားဆိုပြီးတော့သူကထပ်ပြီးတော့ဆက်တွေးလိုက်တယ်ဒီအတွေးဆက်ချက်တစ်ခုကိုလုပ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကပထမဆုံးအနေနဲ့ဓာတ်ဆွဲအားမဲတယ်ပေါ့နော်အာကာသဟင်းလင်းမြေကြီးထဲမှာအဲမှာကျွန်တော်တို့တွေရှိနေတဲ့ဒီဓာတ်လေကလွင့်မျောနေမယ်ကျွန်တော်တို့လွင့်မျောနေတဲ့ဓာတ်လေကကိုအာကာသယာဉ်တစ်စီးကနေမှလာပြီးတော့9.8 meter per second square နဲ့ဆွဲသွားလိုက်မယ်အဲ့ဒါဆွဲခြင်းအချိန်မှာဓာတ်လေကားထဲမှာရှိကျွန်တော်တို့တွေကဓာတ်လေကားရဲ့ကျမ်းမြင့်ကိုဒါသွားကတ်မယ်အဲ့ဒီအချိန်နဲ့ပဲတောက်လျှောက်ပေါ့နော်မရက်တမ်းမဲ့9.8 meter per second square နဲ့ပဲတောက်လျှောက်ဆွဲသွားလိုက်မယ်ဆိုရင်ဒရက်ဆွဲအားမရှိတဲ့အာကာသဟင်းလင်းမြေထဲမှာတော့ဒီကျွန်တော်တို့ကကမ္ဘာပေါ်မှာနေထိုင်တဲ့ပုံမှန်နေထိုင်မျိုးလို့အထဲမှာလမ်းလျှောက်တာမတည့်ရက်တာစသဖြင့်ခန္ဓာကိုယ်ကအလေးချိန်မဲ့တဲ့ weightless နဲ့ခံစားမှုမျိုးမရှိဘဲနဲ့ပုံမှန်နေထိုင်မျိုးနဲ့ဒါတရှိနေမယ်ဆိုတော့ဒါအတွေးခေါ်တစ်ခုကိုသူကဆက်တွေးခေါ်ခဲ့တယ်ဆိုတော့ဒီအတွေးခေါ်ကနေသူကဘာလို့နားလည်လိုက်လဲဆိုရင်ဒီအချိန်နဲ့ဒီ acceleration နဲ့ gravity ဆိုတာညီရယ်ဆိုတဲ့နေရာမှာတခုကိုသူကဒါဖော်ထုတ်ခဲ့တယ်ပေါ့နော်ဒါကို Einstein ရဲ့ equivalent principle လို့ခေါ်ရပေါ့နော် equivalent principle ဖြစ်ပေါ်လာဖို့အတွက်ကိုတော့ experiment လုပ်ခဲ့တဲ့အချိန်ရဲ့သွားနေတဲ့အခန်းတဲကအခြေအနေကိုဆက်ကြည့်ပြီးတော့သူနဲ့သက်ဆိုင်တဲ့အတွေးခေါ်တစ်ခုကဒီ Einstein ကထပ်ပြီးတော့တွေးခေါ်ရရှိခဲ့တယ်အဲ့ဒါဘယ်လိုလဲဆိုတော့ဥပမာကျွန်တော်တို့ကဒီအချိန်ပြင်းပြင်းနဲ့အပေါ်တက်နေတဲ့အာကာသယာဉ်ပေါ့နော်အဲဒီအာကာသယာဉ်ရဲ့အရင်လေးတစ်ဖက်ကနေပုံမှာအလင်းတန်းဝင်လာပဲအဲဝင်လာတဲ့အလင်းတန်းကဒီသူ့ရဲ့ဆန့်ကျင်ဘက်ဒီနေရန်ကိုပေါ့နော်အလင်းကရိုက်မယ်ပေါ့နော်အဲ့ဒီအလင်းဝင်လာတဲ့အပေါက်ကဒီကျမ်းမြင့်ရဲ့အထက်100 cm ပဲဝင်လာတယ်ပဲထားပေါ့
အဲ့ဒီအလင်းဟာဒီ100စင်တီမီတာအမြင့်နဲ့အပေါက်ကဝင်လာတယ်ဆိုပေမဲ့လည်းနေရန်ကိုတွားလိုက်တဲ့အချိန်မှာကျတော့သူကကျမ်းမြန်နေပေါ်မှာအမြင့်100မှာရှိမနေတော့ဥပမာအနေနဲ့ပေါ့နော်99စင်တီမီတာမှာလည်းဖြစ်နေနိုင်တယ်အိုင်စတိုင်းရဲ့ယူဆချက်ကကျတော့အချိန်ကြောင့်ဒီအလင်းဟာဒါကွင်းညွတ်သွားနိုင်တယ်ပေါ့နော်ဆိုတော့သူ့ရဲ့ equivalent principle ရဆိုရင်အချိန်ကြောင့်ဒီအလင်းကကွင်းညွတ်သွားမယ်ဆိုရင် gravity ကြောင့်လည်းအလင်းကကွေးသွားမယ်ဆိုပြီးတော့သူကဒါကောက်ချက်ချခဲ့တယ်ဒီ equivalent principle ဒီပေါ်မှာ general relativity theory အောင်ဒါဆက်တွေးခေါ်ခဲ့တယ်ဆိုတာတော့ဒါငါပြောသည့်အခွန်ကိုခွာသလောက်ဒါလွယ်ကူရွေးရှင်းခဲ့တဲ့ကိစ္စတော့မဟုတ်ဘူးဉာဏ်ပညာပိုင်းဆိုင်ရာတွေမှာရောဒီအတွေးခေါ်တသနာပိုင်းဆိုင်ရာတွေမှာပါဒါအတော်ကြီးရုံးကန်ခဲ့ရတဲ့ခီးရှိတခုလို့ဒါပြောမှာဖြစ်တယ်ပေါ့နော်နျူတန်တို့ရှေ့ဂရိပညာရှင်တွေအပါအဝင်အိုင်စတိုင်းတိုင်ကင်ဒီသိပ္ပံပညာရှင်တွေအားလုံးလက်ခံထားကြတဲ့ universal truth တခုကိုပြောပါဆိုရင်ဒီအလင်းတန်းကအမြဲတမ်းဖြောက်ဖြောက်တင်နေသွားတယ်ပေါ့နော်ဒီဂျာကက်နဲ့တခုဥပမာရေတို့ဖန်တို့မဖြတ်မချင်းသူကအဖြောင်တိုင်းသွားတယ်နျူတန်ကိုယ်တိုင်ကလည်းအလင်းကအရန်ကိုပေါ့ပါလို့တဲ့အတွက် gravity ကြောင့်အလင်းကကွင်းညွတ်သွားနိုင်မယ်ဆိုတော့သူကလုံးဝစဉ်းစားခဲ့ပြီပေါ့နော်အိုင်စတိုင်းကသူ့ရဲ့ equivalent principle ရဆိုရင်ဒီ gravity ရှိတဲ့နေရာမှာအလင်းကကွင်းညွတ်နေရမယ်ဆိုတော့ဒီတွေးခေါ်သူ့အတွက်ကိုကြီးမားတဲ့စိတ်ခမွေတစ်ခုဖြစ်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီခေတ်ဆက်တွေးခေါ်လာခဲ့တဲ့ဒီတွေးခေါ်ကြီးတစ်ခုကိုတွန်းလှန်ပြီးတော့ဒါတွေးခေါ်ဖို့ဆိုတာဒီနေရန်ကိုကျုံနဲ့ပေါက်တယ်လို့ဒါဖြစ်ကောင်းဖြစ်နေနိုင်တယ်ဒါမဲ့လေအိုင်စတိုင်းလိုဂျီနီရဲ့အတွက်ကြတော့သူကဒါကိုဘယ်လိုမျိုးသူကဆက်တွေးခေါ်ခဲ့လဲဆိုရင်ဒီအလင်းက gravity ကြောင့်ဒါကွင်းညွတ်သွားတယ်ဆိုရင်ဒီအလင်းကိုယ်တိုင်ကကွေးသွားတာဒါမှမဟုတ်ရင်အလင်းသွားတဲ့လမ်းကြောင်းကြီးပေါ့နော်အလင်းသွားတဲ့လမ်းကြောင်းဆိုအာကာသထဲမှာဆိုရင်ဒီအာကာသဟင်းလင်းပြင်မြင်းမြောက်ဆိုတဲ့အာကာသဟင်းလင်းပြင်ကကွေးသွားတာလားဆိုပြီးတော့သူကအဲ့ဒီအတွေးခေါ်သူကိုစပြီးတော့မိရှို့ခဲ့တယ်အလင်းကသူ့မှာအုံနောက်ဆိုတဲ့အရာပေါ့နော်မရှိဘူးဆိုပေမဲ့လည်းသူကအမှတ်တစ်ခုနဲ့ကနေပေါ်မှာအမှတ်တစ်ခုကိုသွားတဲ့အချိန်မှာအတူတုံးလမ်းကြောင်းကိုဒါကောင်းကောင်းရွေးချယ်နိုင်နေဆိုရင်တော့ဒါသူ့မှာရှိတယ်ပေါ့နော်ဆိုတော့ဒါကိုလည်းဒီကျွန်တော်တို့ Fermat principle လို့ဒါခေါ်ရပေါ့နော် principle မှာအလင်းကိုသူကဘယ်လိုဆက်ရှင်းပြထားလဲဆိုရင်ဒီမှာပြန်ပြူးတဲ့နေရာတစ်ခုမှာဆိုရင်အလင်းကဒီအမှတ်တစ်ခုကနေတစ်ခုဆိုရင်မင်းပြောင်တိုင်းသွားတယ်ဆိုတော့ဒါကရိုးရှင်းတယ်အကယ်၍သာအလင်းကဒီဂျာကနေတစ်ခုပေါ့ဥမာရေတို့ဖန်တို့ဖြတ်သွားမယ်ဆိုရင်ရိုင်သွားတယ်ဒါကိုသူကကမ်းခြေမှာရှိတဲ့ကယ်သေးသမားတစ်ခုတူးနဲ့ဒါရှင်းပြထားတယ်ပေါ့နော်ဥမာဒီကမ်းခြေမှာရှိတဲ့ကယ်သေးသမားကသူကရင်တစ်နဲ့လူတယောက်ကိုသွားကယ်မယ်ဒီကလေးသမားကဒီမြေပြင်မှာပြေသွားမယ်ဆိုရင်သူကပို့ပြီးတော့အမြန်ကိုပို့ရမယ်ပေါ့နော်ပို့ပြီးတော့မြန်မယ်သူရှိတဲ့နေရာနေပေါ်မှာရင်နစ်နေရလို့ရှိကိုမြင်းပြောက်တိုင်းသွားမယ်ဆိုရင်သူကဒီရေထဲမှာသွားတဲ့အကွာဝေးကပို့ပြီးတော့ကြာမယ်ပို့ကြာတဲ့အတွက်ကြောင့်အချိန်ပို့ရမယ်ဆိုတော့သူကဘယ်လိုသွားလဲဆိုရင်ဒီကုန်းပေါ်မှာသွားမယ်လမ်းကြောင်းပေါ့နော်ပို့ပြီးတော့မြန်နိုင်တဲ့လမ်းကြောင်းကိုရှေ့သွားလိုက်တယ်ရှေ့သွားပြီးတော့မှဒီရေထဲကိုသွားမယ်အတူတူလမ်းကြောင်းကိုသူကရွေးချယ်လိုက်တယ်အဲ့အတွက်ကြောင့်ဒါသူ့ရဲ့လမ်းကြောင်းကိုအနှဲငယ်ကွေးလိုက်ရတယ်ပေါ့နော်ဆိုတော့အလင်းကလည်းအဲ့လိုပဲသူသွားမဲ့လမ်းကြောင်းကိုအတူဆုံးနဲ့အမြန်ဆုံးဖြစ်အောင်လို့သူကရွေးချယ်တဲ့အတွက်ကြောင့်သူကအလင်းကကွင်းညွတ်သွားရတယ်ပေါ့နော်ဆိုတော့အိုင်းဆိုင်ကဒီအပေါ်ကိုခြေခံပြီးတော့သူကဘယ်လိုတွေးလိုက်လဲဆိုတော့အလင်းကိုယ်တိုင်ကလည်းအတူဆုံးနဲ့အမြန်ဆုံးကိုသွားတယ်လို့ဒါသူကယူဆခဲ့မယ်ဆိုရင်ဒီအာကာသဟင်းလင်းပြည်ထဲမှာရှိတဲ့မြင်းမြောက်ဆိုတာဒီဒရဝတ္ထုတွေရှိတဲ့နေရာမှာကွင်းညွတ်နေလို့ဖြစ်ရမယ်ဆိုပြီးတော့သူရဲ့ယူဆချက်ကိုဒါချိတ်ဆက်ခဲ့တယ်။အိုင်စတိုင်းက1912ခုနှစ်မှာဒီသူ့ရဲ့အတွေးခေါ်ပြောင်းလဲမှုတစ်ခုကိုဒါစတင်ပြုလုပ်ခဲ့တယ်။အဲ့ဒါဘာလဲဆိုတော့ဟင်းလင်းပြင်ဆိုတာဗလာနက်တိဖြစ်နေတဲ့ဟင်းလင်းပြင်တစ်ခုမဟုတ်ဘူးပေါ့ရေပြင်လို့ဒါမှမဟုတ်ရင်တင်းတင်းဆွဲထားတဲ့ပိတ်စားတစ်ခုလို့ဒါသူကကွင်းညွတ်နိုင်တယ်ဆိုတော့ physical property ရှိတယ်ဆိုပြီးတော့ဒါသူကပြောင်းလဲတွေးခေါ်ခဲ့တယ်ဒီတွေးခေါ်ကဒီအိုင်စတိုင်းရဲ့အပြောင်မြောက်ဆုံးအတွေးခေါ်အလဲအပြောင်တစ်ခုလို့ပြောလို့ရတယ်ပေါ့နော်ဒီတွေးခေါ်ကပဲဒီ general relativity ကိုအစပြုခဲ့သလို Newton ရဲ့ gravity ပေါ်ကိုမြင်တဲ့အမြင်နဲ့မတူညီတဲ့ရှုထောင့်တွေပေါ်မှာကျွန်တော်တို့ကဘာကိုမိတ်ဆက်ခဲ့တယ်အဲ့ဒါဘယ်လိုလဲဆိုတော့ဒီ gravity ဆိုတာ dress ဆွဲအားတစ်ခုပေါ့နော် Newton ရဲ့ယူဆဆိုရင်ဒါမမြင်နိုင်တဲ့ကြိုးလေးတစ်ခုကနေဆွဲထားတဲ့ပုံစံမျိုးယူဆတဲ့အယူဆကိုဒီ Einstein ကြတော့ဒီ gravity ဆိုတာစက်ကြောလာရဲ့ geometry ပုံစံကြောင့်သာဖြစ်နေတဲ့အရာတစ်ခုတက်မျှတာဖြစ်တယ်ဆိုပြီးတော့သူကရှုထောင့်တွေပြောင်းလဲတွေးခေါ်ခဲ့တယ်gravity ဖြစ်ပေါ်နေတဲ့နေရာတွေမှာဒါအချိန်ကနှေးသွားရမယ်ဆိုပြီးတော့အောင်ရကောင်းတဲ့ prediction ချပြခဲ့တယ်ဆိုတော့ဥပမာအနေနဲ့ကျွန်တော်တို့ကမ္ဘာပေါ်မှာရှိတဲ့နိုင်ရာဒီစက်ကြောလာထဲမှာရှိတဲ့နိုင်ထက်ကိုနှေးနေနိုင်တယ်ပေါ့နော် GPS satellite တွေပေါ်မှာရှိတဲ့နိုင်ရလဲကျွန်တော်တို့ကမ္ဘာအချိန်နဲ့ကိုက်ညီအောင်လို့အမြဲတမ်းပြ
ပြန်ပြီးတော့ချိန်ညှိနေရတာကိုကြည်ချင်အဖြစ်အိုင်းဆိုင်ဟော့ကင်မှန်ကန်ကြောင်းကိုဒါသက်သေပြနေရပဲဖြစ်တယ်ဒီ gravity ဖြစ်ပေါ်နေတဲ့နေရာမှာဒီအလင်းတွေကလည်းကွင်းညွတ်နေနိုင်တယ်ဆိုတော့1919ခုနှစ်မှာနေချက်ချင်းကိုလေးလာပြီးတော့အိုင်းဆိုင်ဟော့ကင်ကမှန်ကန်ကြောင်းကိုဒါသက်သေပြပြီးသားလည်းဖြစ်တယ်ဆိုတော့နောက်တစ်ခုကကျတော့ဒီ space time ပေါ့နော်ဒီ space time ကိုဒီပိတ်စာကြီးကိုအစွမ်းကုန်ကွင်းညွတ်သွားစေပြီးတော့အလင်းအောင်ပြန်ထွက်လို့မရနိုင်တဲ့ဒီ black hole တွေရှိနေနိုင်တဲ့အကြောင်းကိုလည်း Einstein equation တွေကနေပေါ်မှာဒါခံမှန်းတွက်ချက်နိုင်ခဲ့တယ်။သူ့ရဲ့နောက် prediction ကကြတော့ကျွန်တော်တို့အခုပြောမယ့် video တွေအကြောင်းဖြစ်တယ်ပေါ့နော်။အကာသဟင်းလင်းပြင်ကိုရေလိုင်းနေလို့တုံကာသွားစေနိုင်တဲ့ဒီ gravitational wave တွေရှိကြောင်းကိုဟော့ကင်းထုတ်ရတာပဲဖြစ်တယ်ပေါ့နော်။သူဟော့ကင်းထုတ်ပြီးနှစ်ပေါင်း100လောက်မှဒီသိပ္ပံပညာရှင်တွေကဒီ gravitational wave တွေကိုဒါဖမ်းရရှိနိုင်ခဲ့တယ်။ဒီစတော့ဒီအကာသဟင်းလင်းမြေထဲမှာdreadful ကြီးမားတဲ့အရာနှစ်ခုကတစ်ခုအချင်းချင်းလှည့်ပတ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်တိုက်မိတာပဲဖြစ်ဖြစ်ပေါ့နော်ဒီအာကာသဟင်းလင်းမြစ်နယ်မှာdread swell line တွေကဒါဖြစ်ပေါ်လာတယ်ပေါ့နော်ဒီ line တွေကအာကာသဟင်းလင်းမြစ်တစ်ခုလုံးဒါပြန့်နှံ့သွားတယ်ဆိုတော့ဒါယူဆချက်ပဲဖြစ်တယ်ဒီ line တွေကြောင့်ပဲကျွန်တော်တို့ရဲ့အာကာသကြီးကရေပြင်လိုပဲပေါ့နော်တုံခါနေတယ်ဆိုပြီးတော့အိုင်စတိုင်းကဒါဟော့ကင်းထုတ်ခဲ့တယ်ဒါကလည်းလျှက်စစ်တန်လိုက်နေရာမှာနဲ့ဆင်တူရပေါ့နော်လျှက်စစ်တက်ဆောင်တဲ့မော် electron တွေလှုပ်ရှားတဲ့အချိန်မှာဒီလျှက်စစ်တန်လိုက် line တွေကထွက်ပေါ်လာသလိုမျိုးပဲပေါ့နော် dreadful ရှိတဲ့အရာတွေလှုပ်ရှားရင်လည်း dread swell line တွေပေါ်လာမယ်ဆိုတဲ့ဒီနေရာမှာချင်းနှိုင်းရှင်ပြီးတော့ဒါတွေးခေါ်ရတာပဲဖြစ်တယ်ဆိုတော့ပြောခဲ့သလိုပဲဒီ Einstein ဟော့ကင်းထုတ်ပြီးတော့နှစ်ပေါင်း100 2015ခုနှစ် September 14 ရက်နေ့မှာ LIGO ဆိုတဲ့စမ်းသပ်ခန်းနေရာနေပေါ်မှာပေါ့နော်ပထမဆုံးအနေနဲ့ဒီ gravitational wave တွေပေါ့နော် dread swell line တွေကိုဖမ်းယူရရှိခဲ့တယ် LIGO ဆိုတဲ့စက်ကြီးကဘယ်လိုအလုပ်လုပ်လဲနောက်ပြီးတော့ gravitational wave တွေကိုဒီလိုမျိုးဖမ်းယူနိုင်ဖို့အတွက်ကိုဘယ်လိုစတဲ့အတွေးခေါ်တွေဒါပေါ်ပေါက်ခဲ့ရလဲပထမဆုံးအနေနဲ့ဒီသိပ္ပံပညာရှင်တွေက dread swell line တွေကိုတိုင်းတာဖို့အတွက်ကိုတိကျတဲ့ဒီ laser beam တွေပေါ့နော် laser ရောင်ခြည်အသုံးပြုပြီးတော့တိုင်းတာလို့ရနိုင်နေဆိုပြီးတော့စပြီးတော့ဒါအတွေးခေါ်စတင်ရရှိရတယ်ပေါ့နော်ဒါကြောင့်လည်းဒီစက်ကြီးကိုဒီ laser interferometer gravitational wave observatory ဆိုတဲ့အမည်ပေးထားခြင်းဖြစ်တယ်ပေါ့နော်ဒီ LIGO ဆိုတဲ့စမ်းသပ်ခန်းကို American ပြည်ထောင်စုရဲ့ဝါရှင်တန်နဲ့ Louisiana မှာနှစ်ခုတည်ဆောက်ထားတယ်။ဘာကြောင့်နှစ်ခုတည်ဆောက်ထားလဲဆိုရင်စမ်းသပ်ခန်းနှစ်ခုလုံးကနေပြီးတော့မှဒီ signal တစ်ပြိုင်တည်းရတော့မှာပဲသူကဒါ gravitational wave ဆိုပြီးတော့ဒါ confirmation လုပ်နိုင်အောင်လို့ဆိုပြီးတော့ဒါနှစ်ခုကိုတည်ဆောက်ထားခြင်းဖြစ်တယ်။ဒီစမ်းသပ်ခန်းတွေမှာဒီL ပုံစံပေါ့နော်လက်တံနှစ်ခုရှိတယ်ပေါ့ဒီလက်တံထဲမှာလည်းဒီ4ကီလိုမီတာအရှည်ရှိတဲ့လေယာဉ်နဲ့ပိုက်လိုင်းတွေကိုဒါထည့်သွင်းတည်ဆောက်ထားတယ်ဒီပိုက်လိုင်းတွေရဲ့တစ်ဖက်တစ်ချက်ပေါ့နော်အစွန်းစီမှာလည်းအရန်ကိုအလင်းပြန်အားကောင်းတဲ့မှန်တွေကိုတက်ဆင်ထားတယ်ပေါ့နော်ပထမဆုံးနေတဲ့ဒီသိပ္ပံပညာရှင်တွေကနေရာတစ်ခုကနေပြီးတော့မှလေသာရောင်ခြည်ကိုပြစ်လွှတ်လိုက်တယ်ပေါ့နော်ပြစ်လွှတ်လိုက်တဲ့လေသာရောင်ခြည်ကိုစမ်းသပ်ခန်းရဲ့အလယ်မှာလေသာရောင်ခြည်ကိုခွဲထုတ်တဲ့ beam splitter နဲ့သူကအဲ့ဒီလေသာရောင်ခြည်ကိုခွဲထုတ်လိုက်တယ်ခွဲထုတ်လိုက်တဲ့အချိန်မှာဒီလေသာရောင်ခြည်ကနှစ်ခုကွဲသွားပြီးတော့တစ်ခုစီကိုဒါသွားရိုက်တယ်ပေါ့နော်အဲ့မှန်တွေသွားရိုက်ပြီးတော့ပြန်လာတဲ့အလင်းကိုကြတော့ဒီအလယ်မှာပဲပြန်စုဆုံပြီးတော့ဒီ detector ရှိတဲ့ဘက်ကိုလင်းကိုရိုင်ပေးလိုက်တယ်ဆိုတော့ပုံမှန်အားဖြင့်ပေါ့နော် gravitational wave တွေမရှိဘူးပေါ့နော်ဒီစက်ကြီးကမလှုပ်ဘူးဆိုရင်ဒီ line တွေကတစ်ခုနဲ့တစ်ခုခြေဖြတ်သွားတယ်ဆိုတော့ဒါဘယ်လိုသဘောလဲဆိုရင်ဗျာအလင်း line ကတစ်ခုနဲ့တစ်ခုသွားထက်တယ်ဥပမာဒီအလင်း line ရဲ့ထိပ်နဲ့နောက်ထပ်အလင်း line ရဲ့ထိပ်နဲ့တစ်ခုသွားထက်တယ်ဆိုရင်ဒီအလင်းတွေကပို့ပြီးတော့ထင်းလာမယ်ပေါ့နော်အရောင်ပို့ထင်းလာမယ်အလင်း line ထိပ်တစ်ခုနဲ့နောက်အလင်း line ထိပ်တစ်ခုကထက်တူမကြတော့ဆိုရင်တစ်ခုနဲ့တစ်ခု cancel out ဖြစ်ပြီးတော့အလင်းကပျောက်သွားမယ်ဆိုတော့ပုံမှန်အားဖြင့်ဆိုရင်ဒီအလင်းတွေကတစ်ခုနဲ့တစ်ခု cancel out ပေါ့နော်တစ်ခုနဲ့တစ်ခုကိုခြေဖြတ်တဲ့အနေအထားမျိုးဖြစ်အောင်ဒီသိပ္ပံပညာရှင်တွေကဒါကိုအရွယ်ချက်ကြီးနဲ့ချိန်ရထားတယ်အဲ့ဒီအတွက်ကြောင့်ဒီ gravitational wave တွေမရှိဘူးဆိုရင်အလင်းကတစ်ခုနဲ့တစ်ခုခြေပြတ်သွားပြီးတော့ detector စီကိုအလင်းမရောက်တော့ဘူးဘာပတ်ဝန်းကျင်မှာရှိတဲ့ဟင်းလင်းမြန်က dread swell line တွေကြောင့်လှုပ်လာမယ်ဆိုရင် LIGO စက်ကြီးတွေကလည်းလှုပ်ရှားပြီးတော့ခုနကကျွန်တော်တို့သိပ္ပံပညာရှင်တွေချိန်ရထားတဲ့တစ်ခုနဲ့တစ်ခုခြေပြတ်တဲ့ပုံစံမျိုးမဟုတ်တော့ဘဲနဲ့ပေါ့နော်တစ်ခုနဲ့တစ်ခုထပ်တူကြတဲ့ပုံစံမျိုးဖြစ်ပြီးတော့အလင်းကဖြစ်ပေါ်လာမယ်အဲ့ဒီအလင်းကဒီ detector ကိုသွားရိုက်မယ်ပေါ့နော်အဲ့ဒီချိန်ကျရင်သူက signal ပြမယ်ဆိုတော့အဲ့လိုမျိုးအချက်ပြတဲ့စက်ကြီးနှစ်ခုလုံးမှာတပြိုင်တည်းဖြစ်တယ်ဆိုရင်ဒါကျွန်တော်တို့ကဘာကို dread swell line တွေဒါဖြတ်သွားတယ်လို့ဒါယူဆလို့ရတယ်ဒီ line တွေကြောင့်ဒါပြောင်းလဲသွားတဲ့အကွာဝေးရဆိုရင်10 power -18 မီတာပမာဏလောက်ပဲရှိတယ်ဆိုတော့ဒါဘယ်လောက်ထိသေးလဲဆိုရင်ကျွန်တော်တို့ဒီအတန်အလယ်မှာရှိတဲ့ဒီ proton ကိုအပုံ1000ပုံရင်တော့မှသူ့ရဲ့အပုံ1000ပုံလိုက်မယ်ဆိုရင်အဲ့ဒီ1000ရဲ့တပုံစာလောက်ပဲရွေသွားတယ်ဆိုပမာဏပေါ့နော်ဒါတော်တော်ကိုတင်းငယ်တဲ့ပမာဏပဲဖြစ်တယ်ဒီစမ်းသပ်ခန်းကြီးတွေကနေပြီးမှပထမဆုံးဖမ်းမိခဲ့တဲ့ဒါ gravitational wave ဆိုရင် GW 150914ဆိုတဲ့ dread swell line တွေပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်တို့လူသားပိုင်းမှာပထမဆုံးဖမ်းမိခဲ့တဲ့ dread swell line တွေဖြစ်ပြီးတော့ Einstein ရဲ့ဒီ general relativity ကိုဒါအဆုံးသက်သက်ပြလိုက်နိုင်တဲ့ဖြစ်စဉ်လို့လည်းဒါပြောလို့ရတယ်ပေါ့နော် GW
0914ဆိုတဲ့နာမည်ကတော့ဒါ gravitational wave 2015 September 14ရက်နေ့ဆိုတဲ့ဒီစတင်တွေ့ရှိတဲ့ရက်ကိုအဆွဲပြုပြီးတော့ခေါ်သုံးခဲ့တဲ့အမည်နာမတစ်ခုပဲဖြစ်တယ်ပေါ့ဒီ line နေရာကြတော့ဘယ်ဟာလာလဲဆိုရင်ကျွန်တော်တို့ကဘာနေပေါ်မှာအလင်းနဲ့1.4 billion အကွာဝေးမှာရှိတဲ့ကလာတွင်းနဲ့ကြီးနှစ်ခုတစ်ခုလှည့်ပတ်ရာကနေပြီးတော့မှတိုက်မိတဲ့အချိန်မှာဒါဖြစ်ပေါ်လာတဲ့ line တွေပဲဖြစ်တယ်ပေါ့ဒီ black hole နှစ်ခုထဲမှာတစ်ခုကဆိုရင်ကျွန်တော်တို့နေထက်အဆ29သာပိုကြီးပြီးတော့နောက်တစ်ခုကကျွန်တော်တို့နေထက်36သာပိုကြီးတယ်ဒီမှာကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတာကြတော့ကျွန်တော်တို့နေထက်29သာကြီးတဲ့ black hole နဲ့ဒီ36သာကြီးတဲ့ black hole နှစ်ခုတိုက်မိလိုက်တဲ့အချိန်မှာကျတော့ဒီကျွန်တော်တို့နေတဲ့62သာကြီးတဲ့ black hole တစ်ခုအဖြစ်ဒါဖြစ်ပေါ်လာခဲ့တယ်ပေါ့နော်။ကြောက်လာရဲ့စွမ်းအင်တည်မြဲခြင်းနိယာမရဆိုရင်29သာရဲ့36သာရဲ့ပေါင်းလိုက်တဲ့အချိန်မှာဒီကျွန်တော်တို့65သာရှိတဲ့ black hole တစ်ခုဖြစ်ပေါ်လာမယ်။ဒါပေမဲ့အခုတကယ်ဖြစ်လာတာကြတော့62သာရှိတဲ့ black hole ဆိုတော့ဒီ black hole ရဲ့3စားကြတော့ကျွန်တော်တို့ဒီ gravitational wave ပေါ့နော်။ဒီ Dressier line တွေဖြစ်နေအာကာသကိုပြန်နေရောက်ရှိခဲ့ရခြင်းဖြစ်တယ်ပေါ့နော်။ Dressier line တွေကိုဒါလူတွေနားထောင်လို့ရနိုင်တဲ့အတန် line တွေဖြစ်နေပြောင်းလဲပြီးတော့နားထောင်ယူလိုက်တဲ့အချိန်မှာဒီအခုလိုအတန်မျိုးကျွန်တော်တို့ကဒါကြားရတယ်ပေါ့နော်ဒါကြောင့်ဒီတွင်းနှစ်ခုတစ်ခုလှည့်ပတ်နေတဲ့အချိန်မှာတဖြည်းဖြည်းနဲ့ပုံနီးလာလေအတန်အနှိမ့်မြပို့ပြီးတော့တိုးလာလေဖြစ်ပြီးတော့နောက်ဆုံးတိုင်းမိတဲ့အချိန်မှာအမြင့်ဆုံး pitch မှာပြတ်သွားခဲ့တာပဲဖြစ်တယ်ပေါ့နော်ဒီလိုဖမ်းယူမှတ်တမ်းနိုင်ခဲ့တဲ့ကျွန်တော်တို့လူသားတွေကစက်ကြောလာကို telescope တွေသုံးပြီးတော့ကြည့်နေတာမဟုတ်ဘဲနဲ့ဒီ gravitational line တွေကနေတဆင့်လဲနားထောင်နိုင်နေဆိုတော့ဒါ alternative way တစ်ခုကိုဒါတွေ့ရှိခဲ့ပြီဖြစ်တယ်ပေါ့နော်အနည်းချုပ်အားဖြင့်ဆိုရရင်ဒီ Einstein ဟာစက်ကြောလာပေါ့နော် geometry တစ်ခုလိုပုံဖော်ပြီးတော့ space နဲ့ time ကိုပေါင်းဆက်တွေးခေါ်ခဲ့တာကျွန်တော်အတိတ်မှာလက်ခံခဲ့တဲ့ဒီအာကာသဟင်းလင်းမြေဆိုတာပြိုင်မှုနေတယ်တို့အချိန်ဆိုတာတက်စီးစင်းနေတယ်တို့ကြောလာဆိုတာအချိန်စီးစင်းဖို့အတွက်စင်မြင့်တစ်ခုဒါဖြစ်တယ်ဆိုတော့အတွေးခေါ်အားလုံးဒါမြေလံပြစ်လိုက်တာပဲဖြစ်တယ်ပေါ့နော်သူရဲ့ဒီစစ်တုပ်သမားတယောက်ကဖက်မြက်အဆောက်အဦပေါ်ကပြုတ်ကျနေတဲ့အချိန်မှာဘယ်လိုဖြစ်နေနိုင်လဲဆိုတော့ thought experiment တစ်ခုအနေပြီးတော့မှကျွန်တော်တို့ဒီစက်သက်ခိုင်းတွေသုံးပြီးတော့ gravitational wave တွေကိုဖမ်းယူရရှိနိုင်တဲ့အထိကိုကျွန်တော်တို့တွေကဒီစက်ကြောလာရဲ့ဝေနည်းတွေကိုနားလည်နိုင်ခဲ့ပြီဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့စက်ကြောလာရဲ့အကြောင်းသိရှိထားရဲဆိုတာကတော့အတိုင်းအတာတစ်ခုရာခိုင်နှုန်းအနည်းငယ်သာပဲရှိသေးတယ်ဆိုတာတော့ဒါအားလုံးသိပြီးသားဖြစ်မှာပါဆိုတော့ကျွန်တော်တို့လူသားတွေကလည်းကိုနှစ်သက်တဲ့ကိုမျက်နှိုးတဲ့နေပင်မှာတွေ့ရှိမှုအသစ်တွေစက်သက်မှုအသစ်တွေကိုဖော်ထုတ်ပြီးတော့နာခဲ့လူသားတွေအတွက်ဒီ wisdom power ကိုမြင့်တင်ပေးနိုင်ပါစေလို့ကျွန်တော်ဆန္ဒပြုပါတယ်ဒီနေ့ကျွန်တော်ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်